Hello လင်းကူကြီး channel ကြိုဆိုပါရစေဒီ channel မှာဆိုရင်ကျွန်တော်ရဲ့ဘဝ lifestyle ဒီမော lifestyle နဲ့ဘဝအတူတူပဲcareer mindset နဲ့ finance challenge ကို share လုပ်ပေးပါမယ်အမှန်တိုင်းပြောရင်လေကျွန်တော်ဆရာကြီးလည်းမဟုတ်ဘူးကျွန်တော် expert လည်းမဟုတ်ဘူး expert ဖြစ်နေလူတယောက်လည်းမဟုတ်ဘူးဗျာကျွန်တော်စူးစမ်းနေလူတယောက်ပဲတခါကြတော့လည်း confuse ဖြစ်တယ်တခါကြလည်း confuse မရှိဘူးဒါပေမဲ့ကျွန်တော်ဆက်လုပ်နေအချိန်တော့နေကြာပါဆိုတော့ကျွန်တော်ဒီ channel မှာကျွန်တော်ဘာတွေလုပ်ရမလဲဆိုတော့ဘာတွေတင်မလဲဆိုရင်ကျွန်တော်တင်နေတာတင်ပါဒီ channel တင်မယ်ဆိုတာက set development ပါမယ် personal discipline ပြီးတော့mindset career growth နဲ့ finance journey အဲ့ဒီစာတွေကိုကျွန်တော် sharing လုပ်ပေးပါမယ် sharing ဆိုတာလည်းဗျာကျွန်တော်လုပ်နေရတဲ့ကိုပြသွားဖို့ကများတယ်ဆိုတော့ဒါကိုကျွန်တော်ဘာလို့စတင်တာလဲဒီ channel ဘာလို့လုပ်တာလဲအဓိကကျွန်တော်မှတ်တမ်းတင်နေတယ်ကျွန်တော်လုပ်တဲ့အရာတွေနောက်တစ်ခုကဘာလဲဆိုရင်ကြောက်ပေါ့ကျွန်တော်တကယ်တိုးတက်ပြောင်းလဲခြင်းနဲ့အခုလည်းကျွန်တော်စူးစမ်းနေတင်ယူနေတကယ်တိုးတက်အောင်လုပ်နေရဗျာအဲ့တော့ဒီကကြီးနေလူတွေကျွန်တော်နောက်ပြီးတော့တင်ယူတာကြီးပဲမဟုတ်ဘဲねကျွန်တော်ပြန်ပြီးတော့မျှဝေပေးခြင်းအဲကြောင့်မို့ကျွန်တော်ဒီ channel ကိုလုပ်လိုက်ရခြင်းဖြစ်တယ်ဆိုတော့ကြောက်ကိုရှင်းနေဗျာဘာလဲဆိုလို့ရှိရင်future မှာ CFO တရားဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီ CFO ဖြစ်ဖို့အတွက် skill mindset နဲ့ဂျာတော့လိုရတဲ့ຢာရပေါ့အဲ့ဒါအကုန်လုံးကျွန်တော်တစ်ဖြည်းဖြည်းနဲ့ပေးရင်းလုပ်နေတယ်နောက်ပြီးတော့လူချင်းတဲ့ lifestyle ကိုရအောင်လည်းသွားနေတယ်ဆိုတော့ဒီကကြီးနေတဲ့မိတ်ဆွေကလည်းတိုးတက်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့ဒီ career ကောင်းတစ်ခုတည်ဆောက်ခြင်းနဲ့နောက်ပြီးတော့ financial freedom ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီ channel ကနေပြီးတော့ကြိုးစားပါတယ် Let's go together